သူကမွေးတော့ဘယ်နှပေါင်းရှိ မွေးတော့တရားရွာနေ9ပေါင်တော့မပြေဘူးနည်းနည်းတော့ရော အဲ9ပေါင်ကြီးဆိုနေရမို့မဒီမှာကိုယ့်ကလေး2ပေါင်ကလေးတွေ ဟုတ်ကဲ့ခင်ဗျာ2ပေါင်ကလေးတွေကိုသူဘာလို့သေးလဲဟမ်သူဘယ်နဲ့ခောက်ရလဲဟင် ခဏတော့မထွက်ကြဘူး ဟောထမ်းမြဲသူ9လအဆင့်ကိုင်းဘယ်လက်သိမ့်မတန်းအင်္ဂလိပ်စေပြအောင်ဟုတ်ရလားဒါ ဟုတ်တယ်ခင် ဟုတ်တယ်နော် ဟုတ် ဆိုတော့ကတလာပိုင်းရစပြသူ7လရှိတယ်ဘယ်နဲ့ခောက်ရလဲသိရှိရနော်ဒီမှာလေ ဟုတ်စီးရ ဟေးဒီပါအိတ်တော့မအိတ်ချင်နေပြီလား အဲ့ချင်း တီကဲရှင်းငံရကလေးဒီသာဖရာကလေးတော့မလောက်သေးဘူးတီသူကဟိုနိုးတွေပဲရောစို့လား ဆိုးတယ်ခင်ဗျာ သူကသူသွားတာ ဟုတ်တယ်သူကမထွက်ရတယ်တွေ့ရတယ်အကုန်တွေ့တယ်အများကြီးပြောလို့မပြောကြည့်နေကြည့် ဒီဟုတ်တယ်ပြောသေးဆရာကျွေးခိုင်းတာမိဖို့ကျွေးခိုင်းတာ ဟုတ်ဟုတ်ဒီကြည့်နေတယ်လို့ဒီ လောလုံးလား လောက်တယ်အဲ့လိုလေးလို့ဒီကနေ့လည်းလည်းကောင်းရတယ်ကြည့် ဝေးခဏလေးအိပ်ပါနဲ့အိပ်ပါနဲ့ခဏလေးနိုးပြီလားဒီဘက်မျက်စိလေးရတယ်နော် ဟုတ်တယ်ကွာမျက်စိခတ်ပေးတာ အေးခတ်ပြီနော် အဲ့ဆရာကြီး အိမ်လေးလို့ဖြစ်မျက်စိဆရာပြ ဟုတ်ပြတယ် ဒီမှာကြည့်ပါဦးဘာပါအိတာတားမယ်တော့မပြောလား ဘာမှမပြောဘူးဒီတိုင်းလေးပဲ ဟုတ်တယ် ဆိုင်ငိုတာပဲကျန်တာတော့ဘာမှမသိဘူး ကဲဒီဘယ်လိုလုပ်ရမ ရ လဲ လေကောင်းမအိပ်ဘူးအကလောကလာမျိုး ကဲလုံးစိတ်ကချလာနွေးတယ်ဝတ်ပေးထားတာ ပြန်လာစကူ โอเคဟုတ်ပြီကဲဝင်ရောသွားရလား ဘယ်နဲ့မှမလာကြရတယ် ဒီလိုလုပ်ပြီးဆရာပြောတယ် ဟုတ်သိပြီဟုတ်ကလေးလို့တင်ကြတာ ဟာယောက်ျားလေးတေချာကြည့်နော်ဒီမှာပစ္စည်းပါ ဒီမြတ်ဒီရလေးအင်ဂျီဆိုအောင်မိတ်ကလေး ဒီမှာယောက်ျားလေးလို့ပြလိုက်ဟေး အိတ်တော့ဘောက ဟုတ်တယ်ဒါအိတ်ရှင် အိတ်တော့မှာ ဟုတ်လားဆင်းလေးနဲ့အိတ်ကောလား အိတ်လည်းအဲ့လိုလိမ့်ပြီးတော့မဲပြီးခံနေကြ လောကြတယ်ကတ်မယ်ဒါတစ်ခုရှိမယ်နော်ရအောင်လေနော်ဒီမှာအီးတယ်ရှော့တယ်သိလား ဟုတ် ဒီမှာအီးတယ်ကမ်းလာလို့ဝေးကြရော့ အိတ်ချင်းဒီ တဲ့ကောလေသားပါအောင်ရော့ဟိုးဒီလားဘိုက်တည်းပြော့တယ်ဒီလားမာတောင်ကြီးမနေဘူးနော်လေလဲပေါ်မရိုက်ဘူးဝင်းသွားတယ်နော် ဟုတ်ဝင်ရောက်သွားတယ်နော် တွေ့ရမှာလေဒီလိုတော့နိုးမှာနိုးလာပြီလားတော့ကြည့်ပါဟင်ရောလိုက်တော့ကြည့်မကြည့် အိတ်ချင်း သိချင်ပါလားဟုတ်တယ်သူကနှစ်ပေါင်ကလေးတောင်မှသူ့လက်သွားတယ် ဟုတ်တယ်ဗျာ သူကမွေးတာ9ပေါင်ရရတာနော်ကဲဒီကံမယ်နော်ဒါနှလုံးကောင်းနော်နှလုံးကောင်းနှလုံးညမှာကတ်မယ်နော်သိလားအိမ်မှာဆေးပြီးတော့ကတ်တယ်မလားရှောက်ပြီးစီးတယ်နော် အိမ်မှာကြာကြာရှိတော့မသိဘူးနှလုံးနဲ့ပုတ်လို့ အေးကြောက်ရှောက်စီးမယ်လို့ဘာသိသေးလဲနော်ဒီနေ့စီးပြတယ်နော်အဲ့ဒါပဲကတ်တယ်တက်လိပဲမကတ်နဲ့နော်ဒီမှာဒီနှစ်ခုစီးပြမယ်နော်ဒါလေးစီးပြမယ်အဒီလေးတစ်ဝက်လောက်စီးပေါ့ကြောင်နေနေအေးလို့နော်ကောင်းပါ
ဒီလိုလုံးလေးစီးပြီးရပါတယ် ခေါ်မယ်တော့ပြ သူကဆရာဝန်ကြီးတွေရောဆရာဝန်ကြီးလားဘုံတော့ ဟုတ်ပြရတယ်နှလုံးဆရာဝန်လည်းပြရတယ် နှလုံးဆရာဝန်ကြီး ပြရတယ်ပြပါ သူဆရာဝန်ကြီးသေးလား နာမည်ကိုတနေ့တော့ခေါ်တယ် ကျင်းတော့ပြင်လွှဲလာတာနော် မမ ပြောတယ်နှလုံးကလေးတိတ်ပြီးတော့ဆွေးနေတာရှိ စီဦးဆရာကောင်း နာမည်တနေ့ခေါ်တယ်စိတ်ပြရတယ်ဟုတ်တယ် နော်တဲ့ဆန်လေး ဟုတ်တယ်ခင်ဗျားတယောက်တည်းကိုပဲနာမည်လို့ခေါ်တာ လေးမျိုး နေနေရှိကျွန်တော်မနေ့ကလာလို့ရှိရင်